နှစ်ချောက်ရမ်းမြင်ပြီးစီပြန်လေးချက်ပါတယ်နှစ်ချောက်မပြီးကောင်ဘူးနော်ကိုရကတော့နှစ်ချောက်လေးကိုရကတော့မပြီးကောင်ချက်တယ်နှစ်ချောက်ကလေးနှမြောင်းဆိုတော့စစ်သေးလေးပြီးတော့ဒီလောက်နည်းနည်းလေးပါပဲပြီးတော့ရမ်းမြင်ပြီးရှစ်လုံးထည့်ပါတယ်ဒီရှစ်လုံးနဲ့ဒါနဲ့နှစ်ချောက်လေးနည်းနည်းနဲ့ကျွန်တော်စီပြန်လေးချက်ပါတော့ပထမဆုံးရမ်းမြင်ပြီးတက်တော့စာဟင်းကျုံမို့လိုအပ်တဲ့ရလာမှုတွေပုံထည့်ပြီးတော့တည်ထားလိုက်တယ်လုံးဝကျန်းကျင်ပြီးလုံးဝပျော်သွားအောင်ဆောက်ကလေးတော့ရေလေးဆိုင်ထားလိုက်တယ်နော်ရောဒီလိုမျိုးလေးမှွေပေးပါတော်တော်ကြာလေးမှွေပေးပြီးကျန်းကျင်ပြီးလေးဒီခမ်းရောစီလေးနဲ့ပြန်သွားတဲ့အထိပေါ့လောက်လေးနဲ့မရသေးပါဘူးဒါကြီးပြန်နေတဲ့အနေထားဖြစ်နေဒီလိုမျိုးလေးဆိုရင်ဒီလောက်နေထားရအောင်ကျွန်တော်မျိုးဒီလိုခေါင်းတော့ဖတ်ပါတယ်လိုအပ်တဲ့ရလာမှုကိုယ့်ကိုမြည်ရထည့်ပါနော်ကိုကျတဲ့အမျိုးမျိုးပါတွေပါလည်းထည့်လို့ရတယ်ဒီလိုမျိုးလေးစီလေးခန်းကားသွားပြီလားဆောက်ပြီးထည့်တယ်ဆောက်ရမတက်မှန်တော့လို့ပြောတယ်ဒီမှာစီလေးစားပြန်လာပြီးစက်ပုံလေးပေါင်းထည့်လိုက်တာရမ်းမွေးပါတယ်ခုကျွန်တော်စီချားလာပါပြီဆောက်လည်းလုံးဝမကြည့်ဘူးဆန်းကျင်ပြီးတော့လုံးဝမြတ်ဆက်လေးနဲ့တောချက်လေးပေါ့ညောင်းစားလို့ကောင်းပါလေစားကြပါဦးခေါ်ပါတယ်